တော်လန်ရေးဆိုတဲ့စကားလုံးရဲ့စစ်အာဏာရှင်ဆိုတဲ့စကားလုံးရဲ့ဒီနေ့ဒီမှာတော်တော်ကိုခေတ်စားပါတယ်စစ်အာဏာရှင်ဆိုတာဘယ်သူကိုပြောတာလဲလို့သုံးသပ်ကြည့်ကြရအောင်ပါတော်လိုင်းကောင်စီတော့မဖြစ်နိုင်ပါဘူးဒီလိုပဲနဝတ္တလည်းမဖြစ်နိုင်ပါဘူးနအဖလည်းမဖြစ်နိုင်ပါဘူးဖြစ်နိုင်ခြေရှိဆုံးကတော့2321ဖေဖော်ဝါရီ1ရက်နေ့မှာအာဏာထိန်းလိုက်တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်သောနအဖအစိုးရကိုဆိုလိုချင်တာဖြစ်ပါလိမ့်မယ်ဟုတ်ပြီဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့နအဖအစိုးရဟာစစ်အာဏာရှင်ဖြစ်နေပြီစစ်အာဏာရှင်လို့သတ်မှတ်ကြပြီဆိုပါတော့ဘယ်ချက်တွေကိုကြည့်ပြီးတော့စစ်အာဏာရှင်လို့သတ်မှတ်ကြမှာလဲအာဏာထိန်းမှုဖြစ်စဉ်မဖြစ်ခင်မှာပါတီတော်များများကာကွယ်ဦးစီးချုပ်နဲ့တွေ့ပါတယ်မဲမတမာမှုတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ရှင်းဖို့အကူအညီတောင်းပါတယ်ကာကွယ်ဦးစီးချုပ်ပါဝင်တက်မတော်ထိပ်သီးခေါင်းဆောင်တွေကလည်းမဲမတမာမှုတွေကိုဖြစ်ရှင်းပေးဖို့ UEC ပါဝင်ဒေါ်စုကြည်အစိုးရကတာဝန်ရှိသူတွေကိုအသိပေးခဲ့ပါတယ်အကြောင်းကြားခဲ့ပါတယ်အချိန်ပေါင်းများစွာပါသို့တော်လည်းဘာတစ်ခုမှမတုံ့ပြန်ခဲ့ပါဘူးအကောင်းဘက်ကိုဥတည်သောတုံ့ပြန်မှုကိုဆိုလိုတာပါဆိုလိုဝါးတွေဖြစ်ပေါ်လာစေမဲ့တုံ့ပြန်မှုမျိုးတွေတော့သူတို့တွေတုံ့ပြန်လာခဲ့ကြပါတယ်ဒါကြောင့်လေအာဏာထိန်းမှုဖြစ်စဉ်ဖြစ်လာခဲ့တာပါအာဏာထိန်းတဲ့အချိန်မှာနတ်ဇာကအစိုးရကတိုင်းပြည်ရဲ့အာဏာကိုငါတို့တွေတော့သိမ်းလိုက်ပြီတိုင်းပြည်ကိုစစ်အုပ်ချုပ်ရေးနဲ့ပဲအုပ်ချုပ်သွားမယ်ဘယ်တော့မှဒီမိုကရေစီဆိုတာလည်းပြန်မပေးတော့ဘူးငါတို့လုပ်ချင်တာလုပ်မယ်စစ်ဥပဒေနဲ့ပဲသွားမယ်ငါတို့သဘောတရားဥပဒေတာလည်းမရှိတော့ဘူးရတသက်ကြီးဆိုတာလည်းမရှိတော့ဘူးဖွဲ့စည်းဖို့ခြေခံဆိုတာလည်းမရှိတော့ဘူးအရာရာအားလုံးကိုမာရှယ်လောနဲ့ပဲသွားမယ်လို့ပြောခဲ့တယ်ဆိုရင်တော့စစ်အာဏာရှင်အောက်ကိုမြန်မာနိုင်ငံတော်ကြီးရောက်သွားပြီပေါ့ဗျာဒါပေမဲ့လေအာဏာထိန်းမှုဖြစ်စဉ်ဖြစ်တဲ့အချိန်မှာပဲဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့အစိုးရကတိုင်းပြည်ကိုဘယ်လိုပုံစံနဲ့အုပ်ချုပ်သွားမယ်ဘာတွေလုပ်ပေးသွားမယ်ဘယ်လိုပုံစံမျိုးနဲ့ဆက်လက်ချီတက်မယ်ဘယ်အချိန်မှာတော့သူတို့တွေကသူတို့ကိစ္စပြီးတဲ့အတွက်သူတို့နေရက်ကိုပြန်သွားမယ်ဆိုတာလေအသေးစိတ်ပြောပြခဲ့ကြပါတယ်ဒါကြောင့်မို့နတ်ဆကအစိုးရကိုစစ်အာဏာရှင်လို့သတ်မှတ်တာကိုကျွန်တော်ကတော့လက်မခံပါဘူးဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုလည်းစစ်အာဏာရှင်လို့သတ်မှတ်တဲ့သတ်မှတ်ချက်ကိုကျွန်တော်လက်မခံပါဘူးအာဏာထိန်းမှုဖြစ်စဉ်ဆိုတာဟာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တယောက်တည်းရဲ့သဘောထားနဲ့လုပ်လို့မရဘူးပြောရင်ငါတော့အာဏာထိန်းလိုက်မယ်ကွာမင်းတို့တွေဒါလုပ်ဒီလိုပြောလို့မရပါဘူးတက်မတော်မှာဘယ်လိုအရာမျိုးမဆိုစုပေါင်းညှိနှိုင်းဆွေးနွေးအဖြေရှာပြီးတော့မှအလုပ်တစ်ခုကိုလုပ်ကြရတာပါဒါတွေကိုလည်းဘုံမသိကိုမသိနဲ့ကာကွယ်ဦးစီးချုပ်တယောက်တည်းရဲ့သဘောထားနဲ့ပဲဒီလိုလုပ်တဲ့အောင်လည်းပြောနေကြတာပါဆက်ပြောရမယ်ဆိုရင်လက်ရှိမြန်မာပြည်မှာအုပ်ချုပ်နေတာဟာဆရာနာရှင်စနစ်မဟုတ်ပါဘူးဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်စ조사ပေးနေတဲ့အစိုးရတရက်ဖြစ်ပါတယ်စစ်သားတွေတော့ပါတာပေါ့စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့အတွက်စစ်အစိုးရလို့ပြောမယ်ဆိုရင်ပြောလို့ရပါတယ်စစ်အာဏာရှင်အစိုးရတော့မဟုတ်ဘူးထပ်ပြီးပြောပါမယ်ဟုတ်ပြီစစ်အာဏာရှင်ကိုတော်လှန်မယ်တပ်မတော်ကိုတော်လှန်မယ်တပ်မတော်ကြီးကိုအမြင့်ဖြတ်မယ်ဆိုတော့မြန်မာတပ်မတော်ကြီးမရှိတော့ရင်ခုမြန်မာတပ်မတော်ကိုအမြင့်ဖြတ်ခြင်းတဲ့သူတွေကဘယ်သူတွေကိုများမြန်မာပြည်ကိုကာကွယ်ပေးဖို့မြန်မာနိုင်ငံတော်ကြီးကိုကာကွယ်ပေးဖို့မြန်မာပြည်ကြီးပျောက်ပြတ်မသွားစေဖို့ဘယ်သူတွေကိုတာဝန်ပေးမှလဲဗျာဘယ်တပ်မတော်ကိုများတာဝန်ပေးမှလဲကရင်နေမှာကရင်တပ်မတော်ရှိတယ်အဲ့ဒါသူတို့ပြည်နယ်ခွဲထွက်ဖို့ပဲကျန်တာသူတို့စိတ်ဝင်စားဥရခိုင်အေးရှိတယ်ဗမာပြည်ကိုကာကွယ်ပေးဖို့မြန်မာပြည်ပေါ့ဗျာမြန်မာပြည်ကိုကာကွယ်ပေးဖို့ဗမာလူမျိုးတွေကိုကာကွယ်ပေးဖို့အခြားသူမျိုးတွေကိုကာကွယ်ဆောက်ရှောက်ပေးဖို့သူတို့စိတ်ကူးမရှိပါဘူး
သူတို့ကရခိုင်နိုင်ငံထူထောင်ခြင်းနဲ့စိတ်ကူးပဲရှိပါတယ်အဲ့ဒီတော့ဆီယနာရှင်ကိုအမြင့်ဖြတ်ခြင်းလို့ဆိုပြီးတော့ဆီယနာရှင်ကိုဖြုတ်ချခြင်းလို့ဆိုပြီးတော့မြမတက်မတော်သားတွေနဲ့စစ်ပွဲတွေပေါ်ဆောင်နေမယ်မြမတက်မတော်သားတွေကိုလက်နဲ့ဆွဲကင်ပြီးတိုက်ခိုက်နေမယ်ဆိုရင်နင့်နာကြမှာမြန်မာနိုင်ငံသားတွေပါပဲ။ဘာကြောင့်လဲဆိုတော့မြန်မာတက်မတော်ထဲမှာရှိနေတဲ့တက်မတော်သားတွေအားလုံးကလည်းမြန်မာနိုင်ငံသားတွေပါပဲ။မြန်မာတက်မတော်ကြီးကိုပုံစံမျိုးစုံနဲ့တိုက်ခိုက်နေတဲ့ PDF တွေအားလုံးကလည်းမြန်မာနိုင်ငံသားတွေပါပဲ။အထူးသဖြင့်ဗမာလူမျိုးတွေပါ။ဗမာလူမျိုးတွေအများစုပါဝင်တဲ့မြန်မာတက်မတော်ကြီးကိုဗမာလူမျိုးတွေဖြစ်တဲ့ PDF တွေကတိုက်ခိုက်နေတာဟာစစ်အာဏာရှင်စနစ်ကိုဖြုတ်ချနေတာမဟုတ်ပါဘူး PDF တွေအနေနဲ့လည်းဒီလောက်နှစ်တွေဖြတ်သန်းပြီးပြီဆိုရင်ကိုယ့်ဘုံမှာဘယ်လူမျိုးတွေဘယ်အဖွဲ့အစည်းတွေကအမျက်ထုတ်နေလဲဆိုတာကိုသိသင်ကြပါပြီအသက်တွေဘဝတွေအလဟတ်သက်ပဲ့ကြွေဆုံးရှုံးရတာတွေလည်းရက်သိကြပါပြီမြန်မာပြည်ကြီးတည်ရှိနေတဲ့၍မြန်မာတက်မတော်ကတည်ရှိနေမှာပါပဲမြန်မာတက်မတော်ဆိုတာကလည်းမနေ့တနေ့မှပေါ်ပေါက်လာတဲ့အဖွဲ့အစည်းမဟုတ်ဘူးဆိုတဲ့အကြောင်းကျွန်တော်ခဏပြောခဲ့ပူပါတယ်အလူခံလိုက်ကြည်စံဘိုးလေးလူခံလိုက်တဏ္ဍဘိုးလေးလူခံလိုက်လူခံပြီးမှတိုက်လို့မရပါဘူးနိုင်ငံတကာအစအတန်းရှိတဲ့တက်မတော်တရပါအဲ့ဒီတော့လက်ရှိပုံစံကိုမကြိုက်ဘူးဆိုရင်အာဏာသိမ်းမှုဖြစ်စဉ်ကိုသဘောမကျဘူးဆိုရင်ဒီဖြစ်စဉ်ဒီဖြစ်ပြအမြန်ဆုံးချုပ်ငိမ့်သွားအောင်နိုင်ငံရေးလမ်းကြောင်းမှာပဲသွားကြပါစကားဝိုင်းနေကပဲဒီမိုကရေစီလမ်းကြောင်းကိုဖော်ဆောင်ပေးနိုင်ပါတယ်။ညီကုန်းချုပ်ပါမယ်မြန်မာပြည်မှာစစ်အာဏာရှင်မရှိပါဘူး။စစ်အာဏာရှင်စနစ်ဆိုတာလည်းမရှိပါဘူး။စစ်သားတွေပါဝင်တဲ့အစိုးရအုပ်ချုပ်နေတယ်ဆိုရင်တော့မှန်ပါတယ်။စစ်အာဏာရှင်ကိုမကြိုက်ဘူးဆိုရင်စစ်အာဏာရှင်အောက်မှာနေရတာမကြိုက်ဘူးဆိုရင်အခုရခိုင်မှာသွားနေကြည့်လို့ရပါတယ်။ကရင်လူမျိုးတွေနေရာမှာသွားနေကြည့်လို့ရပါတယ်။အဲ့ဒီအချိန်ကြရင်ခင်ဗျားတို့တွေလက်နက်ကင်နဲ့မြမတက်မတော်ဘာကွာလဲလက်နက်ကင်တောင်းကျမ်းသူနဲ့မြမတက်မတော်ဘာကွာလဲဆိုတာသိလာကြပါမယ်။ကျွန်တော်မေးလို့ဆိုပါ